England ကြီးလက်ဒေတာတစ်ခုမှာတငယ်ချင်း၃ယောက်ဟာကားထဲမှာစစ်လိတ်တောက်ရင်းအဝေးကအိမ်တစ်လုံးကိုစောင့်ကြည့်နေကြပါတယ်။အိမ်တကားဝမှာတော့ဒေါက်တာရစ်ချာကလူနာအချို့ကိုနှုတ်ဆက်နေပါတယ်။ Terry က Richard ဟာတောက်ကြနေတိုင်းသူဇနီးကိုအပြင်မှာညစာကျွေးလေရှိတာကြောင့်သူတို့အပြင်သွားတဲ့အချိန်အိမ်ကိုတပြတိုက်လို့ရတယ်လို့သူတငယ်ချင်းတွေကိုအာမခံထားပါတယ်။သူတို့စောင့်နေတော့ Mary ရောက်လာပြီးသူမအလုပ်သွားဖို့လိုအပ်နေတဲ့ကားကိုယူလာတဲ့အတွက်သူမရဲ့ရီးစားနှက်သံကိုစူပူပါတော့တဲ့အခြေတင်စကားများနေကြစဉ် Terry ကဒေါက်တာဇနီးမောင်နဲ့အိမ်ကထွက်သွားတာကိုမြင်လိုက်ရတာကြောင့်စကားဖြစ်လိုက်ရပါတယ်။နတ်ဆန်ကအိမ်ရှိကိုကားမောင်းသွားပြီး Mary ကတော့စပီးနဲ့နောက်ကလိုက်လာပါတယ်။ Mary စီအလုပ်ကဖုံးလာတဲ့အခါ Nathan ကမိနစ်20ပဲကြာမယ်လို့ပြောတာကြောင့် Mary ကသူမရဲ့အလုပ်ရှင်ကိုတနာရီအတွင်းရောက်လာမယ်လို့ကတိပေးလိုက်ပါတယ်။ Mary ကအပြင်မှာစောင့်ပေးဖို့သဘောတူပြီးနောက်လူငယ်တွေဟာခြံစည်းရိုးကိုကြော်တက်ကြပါတယ်။ဒါပေမဲ့ Terry ကတော့စင်တာမချုံးမွေပဲခြေထောက်နာသွားပါတယ်။ကဲစားတကားမှန်ကိုရိုက်ခွဲလိုက်တဲ့အခါ Terry ကပန်းအိုးထဲမှာတော့ဖို့ရှိတာကိုပြောပြီးသူ့ကိုစူပါတယ်။အိမ်ထဲရောက်တော့ Gaza ကမိခံတက်တာဘယ်မှာလဲလို့မေးပေမဲ့ Terry ကမသိပါဘူး။ Terry ရဲ့အမိကအဲ့ဒီအိမ်မှာတရှင်းရေးလုပ်တာကြောင့်အိမ်ကြောင်အနေငယ်တိပေမဲ့မိခံတက်တာနေရကိုတော့မသိပါဘူး။ကဲစားဒေါသထွက်ပြီးပစ္စည်းတွေကိုရှောက်ရိုက်ခွဲပါတယ်။ Terry ကဘာမှမခက်စီဖို့ကတိပေးထားတဲ့အတွက်စိတ်ကက်နေချိန်မှာ Nathan က Terry ရဲ့နာကတစ်ဖက်ပြောင်းနေတာကိုထောက်ပြပြီးအာယုံလွှဲလိုက်ပါတယ်။ Gaza ကဆေးဗီတိုတွေကဆေးရီနဲ့ဇနီးဖြစ်သူရဲ့အခန်းထဲကလက်ဝတ်ရတနာတွေကိုခိုးယူပါတယ်။ Kate လို့ရေးထားတဲ့အခန်းထဲကအယုတ်အိမ်လေးတွေကိုလည်းဖြစ်စီဖြစ်ပါတယ်။ Nathan ကရေခဲတတာတဲ့ကအစားအစာတွေကိုစားနေတော့ Terry ကမြေအောက်ခန်းထဲမှာမိခံတတာကိုသွားတွေ့ပါတယ်။မိခံတက်တာကနမနှိတ်တဲ့စနစ်မဟုတ်ပဲလှည့်ရတဲ့ deal lock ဖြစ်နေတဲ့အတွက်သူတို့ဘယ်သူမှမခွင့်တက်ကြပါဘူးအပြင်မှာစောင့်နေတဲ့ Mary ကစိတ်မရှိတော့ပဲကောင်းဟွန်းတိပါတယ်ကစီမာကတော့ရှိနေလို့သူမထွက်သွားလို့မရပါဘူးရောက်ခမ်းမှာ Nathan ကလွန်စာနဲ့တူလာတူနဲ့ထူလာတွေလုပ်ပြီးမဲ့မအောင်မြင်ပါဘူး Nathan က Mary ရဲ့ဖုန်းကိုနောက်ဆုံးမှကင်ပြီးသူမကပြန်တော့မယ်လို့ပြောတဲ့အခါသူကဖုန်းချလိုက်ပါတယ်ကဲစကအကြံတစ်ခုရလာပါတယ်။ Asian တွေပြန်လာတဲ့အထိဆောင်ပြီးနမတ်ကိုအတင်းအကျပ်မေးဖို့ပါမောင်းလာတဲ့အခါ Mary ကစတိုက်ဟွန်တီးပြီး Nathan ကိုခေါ်ပါတယ်။ Nathan ကတော့ဂယုမဆိုင်ပဲကဲစနဲ့အတူထွေကြည့်နေပါတယ်။နောက်ဆုံးမှာ Nathan က Mary ကိုအိမ်ထဲဝင်လာဖို့ခေါင်းခပြီးသူမရဲ့ဖုန်းကိုတင်လိုက်ပါတယ်။အိမ်ထဲမှာရှောက်ကြည့်အင်္ဂါစကမင်းကလေးငယ်တယောက်ရဲ့တပ်ပုံကိုတွေ့ပါတယ်။ Asian ရဲ့သမီးလေးခေဖြစ်ပြီးလွန်ခဲ့တဲ့အချိန်တော်ကြာကတည်ဆုံသွားခဲ့တာလို့ Terry ကရှင်းပြပါတယ် Mary ကNathan ကိုသူမမှာကိုဝင်ရှိနေပြီလို့ပြောလိုက်ပေမဲ့ Nathan ကတော့ဒီဓာပြတိုက်လို့ရတဲ့ပတ်စံနဲ့ကလေးမွေးလို့ရပြီဆိုပြီးဂယုမဆိုင်ပါဘူး။ရုတ်တရက် Asian တွေပြန်လာတဲ့ကြားလိုက်ရပါတယ်။သူတို့မျက်နှာကိုချေးရှည်တွေနဲ့ဆွပြီးဖုံးခွေလိုက်ကြပါတယ်။ဇနီးမောင်နဲ့အိမ်ထဲဝင်လာတာနဲ့ Nathan နဲ့ Gay ကတိုက်ခိုက်ပါတယ်။ရိုးရင်ဆန်ခတ်ထီရင် Asian Maryland လက်ထိခိုက်သွားပါတယ်။ Richard ကအခြေအနေကိုထိမ့်မှုစူးစမ်းပြီးသူတို့လူချင်တာအကုန်ယူပါ LA ရဲ့တန်ရာကိုပဲကုသခွင့်ပေးပါလို့တောင်းပန်ပါတယ်။ Mary က Shield ဒူနာပြုတတာနဲ့ကူညီပေးပါတယ်။ Gaza ပတ်စံကြောင်းမေးတဲ့အခါ Richard ကပတ်စံချို့မိဖို့ကြောင့်မှရှိတယ်လို့ပြောပါတယ်။ပြီးနောက်သူတို့ကိုမြေအောက်ခန်းထဲခေါ်သွားပါတယ်။ Nathan က Richard ကိုမိခံတတာနံပါတ်ပေးဖို့အော်ဟစ်ပြီးပါရိုက်ပါတယ်။ကဲက Richard ကိုနှိပ်စက်ဖို့ကြိုးစားတဲ့အခါ Mary ကမခံစားနိုင်တော့ပဲအပေါ်ထပ်ကိုတက်သွားပါတယ်။သူမရဲကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့ Gaza ကမိသွားပြီးသူမကိုနှိပ်စက်ကချီနှောင်ထားလိုက်ပါတယ်။ဒီအောက်ခန်းမှာ Richard ကကဲရဲ့လက်ထားမှုကိုမယုံဖို့ Nathan နဲ့ Terry ကိုထောင်းချပါတယ်။ Richard ကသူတို့ကိုနာမည်နဲ့တကွခေါ်လိုက်ပြီးသူတို့မိငယ်ကလေးကသူဟာသူတို့ရဲ့ဆရာဝန်ချစ်ခဲ့တာလို့ပြောပြပါတယ်။ Terry က Richard ပြောတာကိုလက်ထံပြီးပြန်ဖို့ကင်းပေမဲ့ Nathan ကတော့နားမထောင်ပါဘူး။ Des တန်ရောက်လာပြီး Mary ရဲကိုဖုံးဆက်ဖို့ကြိုးစားတဲ့အကြောင်းပြောပါတယ်။ Richard ကနံပါတ်ကိုမပြောတဲ့အတွက် Des က Richard ကိုတနက်နေ့ချိန်ပြီး Villa ရဲ့လက်ချောင်းကိုဖျက်ခိုင်းပါတယ်။ Nathan ကနောက်ဆုံးမှာ Gaza ကိုပြန်တိုက်ခိုက်ပြီးသူတို့နှစ်ယောက်တပ်ပုတ်ကြပါတယ်။ Gaza က Nathan ကိုဓာတ်နဲ့အရင်ထိုးလိုက်ပါတယ်။ Richard က Nathan ကိုကူညီဖို့သူ့ကိုအနောက်ဖွဲ့ဖြစ်ပေးဖို့တောင်းပန်ပေမဲ့ Des ကလောင်ပြောင်ပြီး Richard ကိုနံပါတ်အတင်းမေးပါတယ်။ Richard ကနံပါတ်အမားရီပေးပြီးအချိန်ဆွဲနေတော့ Murray ကသူမရဲ့အနောက်ဖွဲ့တွေကိုခီနိုင်ခဲ့ပါတယ်။ Des က Alan ကိုလွှတ်စာစနဲ့တိုက်ခိုက်ဖို့ကင်းနေတော့ Murray ကနောက်ကနေဒူးနဲ့ထူပြီး Gaza ကိုတက်လိုက်ပါတယ်။ Mary က Richard ကိုကဲထုတ်ပြီး Nathan ကိုစီယိုတင်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Richard ကတနက်ထုတ်ပြီးဘယ်သူမှထွက်မသွားရဘူးလို့တားလိုက်ပါတယ်။စီယုံကအရန်ဝေးလို့ Nathan မရှင်နိုင်ဘူး။သူကိုယ်တိုင်ခုပေးမယ်လို့ပြောပါတယ်။ Richard ကလလေးရဲ့တန်ရာကိုအရင်ခုပေးပြီး Welland ကဒီတခိုးတွေဟာရသေးရထိုက်တာရတာလို့ပြောပါတယ်။ပြီးနောက် Richard က Nathan ကိုခွဲစိတ်ပေးပါတယ်။
အပြင်မှာ Terry က Mary ကိုနမ်းဖို့ကြိုးစားတဲ့အတွက် Mary ကစိတ်ဆိုးပြီးဆဲဆိုပါတယ် Mary ကအိမ်ထဲကိုပြန်ဝင်သွားတဲ့အခါ Richard က Nathan ကိုစီးပြီးထားလို့အိပ်ပျော်နေတာလို့ပြောပါတယ်ဒါပေမဲ့ Mary က Nathan ရဲ့ကိုယ်ခန္ဓာကိုထိကြည့်တဲ့အခါအရင်အိပ်စက်နေတာကိုတွေ့ရပါတယ် Richard ကအပြင်ကိုဖုံးဆက်တယ်လို့ဟန်ဆောင်ပြီးမဲ့ဖုန်းလိုင်းကပြတ်နေတာကို Mary တတိထားမိသွားပါတယ် Mary နေမကောင်းဖြစ်ပြီးအန်တဲ့အခါ Richard ကဆေးသွားယူပေးပါတယ်Mary ကထွက်ပြေးဖို့ကြိုးစားပေမဲ့တကားတွေအကုန်ပိတ်ထားပါတယ်။ Ellen ကစိတ်ဖောက်ပြန်နေပြီး Mary ကိုသူမသမီးကလို့ထင်ကရိုက်နှက်ပါတယ်။ Terry ကလည်း Ellen ပေးတဲ့ဆေးကြောင့်ခြေထောက်တွေထုံနေပါတယ်။ Richard က Mary ကိုလောင်ပိတ်ထားလိုက်ပါတယ်။ Terry ကလည်းစိတ်တက်ကြပြီး Mary ကိုသူမရဲ့အမွှာညီမကျန်းလို့ထင်အောင်ထင်မှဖြစ်နေပါတယ်။နောက်ဆုံးမှာအိမ်ထဲမှာမိခိုးတွေပြေးလာပြီး Mary နဲ့ Terry တို့ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့အိမ်ရဲ့သတင်းပေါက်တွေအကုန်လုံးကိုတံမြားတွေနဲ့ပိတ်ထားပါတယ်။ Mary နဲ့ Ellen တို့တပ်ပုတ်ကြပြီး Mary က Ellen ကိုဖန်ထားနိုင်ခဲ့ပါတယ်။ Richard ရောက်လာပြီး Mary ကိုတိုက်ခိုက်ပါတယ်။ Mary ကပြန်ခုခံပြီး Richard ရဲ့လက်ချောင်းတစ်ချောင်းပြတ်သွားအောင်လုပ်လိုက်ပါတယ်။ Mary က Terry ကိုကားပေါ်တင်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ Terry က Richard ပေးတဲ့တနတ်နဲ့ Mary ကိုပစ်တက်လိုက်ပါတယ်။ Richard ကမိခံတစ်တာကိုပွေလိုက်တဲ့အခါအထဲမှာလျှို့ဝှက်ခတ်တစ်ခုရှိနေပါတယ်။အဲ့ဒီထဲမှာ Mary ရဲ့အမွှာညီမချင်းကိုတန်ကြိုးနဲ့ချီနှောင်ထားတာတွေ့ရပါတယ်။ Richard တို့ဇနီးမောင်နှံဟာသူတို့သမီးခဲ့တည်ဆုံပြီးနောက်မိန်းကလေးတွေကိုပြန်ပေးဆွဲပြီးခဲနေရမှာအစားထိုးမွေးထားကြတာဖြစ်ပါတယ်။အခု Terry ကိုလည်း Jan နဲ့အတူအဲ့ဒီခန်းထဲမှာပိတ်လောင်ထားလိုက်ပါတယ်။တပတ်ကြာမှ Terry ရဲ့အမေဟာဘာမှမသိပဲအိမ်မှာတက်ရှင်ရေးလာလို့ပါတယ်။ခြံထဲမှာတော့ Richard တို့ဇနီးမောင်နှံဟာအလောင်းတွေကိုဖုံးကွယ်ဖို့အပင်တစ်တွေစိုက်နေကြပါတယ်။ Terry ရဲ့အမေကသူ့သားပြောင်းနေတဲ့အကြောင်းပြောတဲ့အခါ Richard ကလူငယ်တွေကတော့တခါတလေထွက်ပြီးတတာပဲလို့အေးစစ်စစ်ပြန်ပြောလိုက်ပါတော့တယ်။ဒီလိုဗီဒီယိုတွေကိုပုံမကြည့်ရှုနိုင်အောင် Subscribe လုပ်ပြီး Notification တွေကိုဖွင့်ထားပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။